ယားမှာတရားပွားစေပွေစေရနာသုံးနာယထံငါရဲ့မဟာဗောဓိရွှေညောင်းဝဲရေသောမင်္ဂလာပြုမယ်ဆုံးလာကြုံရတဲ့အခါဝဲသုံးနာမယ်ကလေးကိုမေးလို့ပါပြီတဲ့ယူပါလှသူခေခေရဲ့သူစားနှလုံးထင်ပါတယ်မြင်သူဆွဲအောင်တကယ်ချစ်ချင်းပွဲကြော်ချင်းတဲ့သူရဲ့ယူပါလှသူခင်ခင်ရဲ့သူစားနှလုံးထင်ပါတယ်မြင်သူဆွဲအောင်တကယ်ချစ်ချင်းပွဲကြော်ချင်းတဲ့သူရဲ့ရှေးရည်စက်ဆုံးလာပြန်တဲ့မြစ်တာကယုံနာတကယ်ကိုပွားတယ်ယုံတော့ကွယ်သူ့မိကလေးကိုမေးခြင်းလှတယ်ပြောခဲ့စမ်းကွယ်သိခြင်းလှတယ်ဘုရားမဆုတောင်းပါလို့ရဲ့ပါရမီတူညီစေဖို့ရဲ့အောက်ကိုချောလာတဲ့မျက်နှာလေးမှာဆင်းနေမလာတဲ့ငကိုကြောမသဘောလေးကောင်းလိမ့်မယ်စဘူးလက်ရကျုံအလဲညောင်ရည်တော်ရင်ဝဲခဲနဲ့မောင်တို့တွေ့တယ်ဆူလူရွယ်ပျော်ပျော်ရွှင်ရွှင်သစ္စာဆင်မြတ်မယ်ပျော်ပျော်ရွှင်ရွှင်သစ္စာဆင်မြတ်မယ်ကဆုံးလာဝဲနှမရဲ့မြတ်တာသွဲမြတ်ဖျားရှိဝဲသမနာတွေ့တယ်နှစ်စင်လာကဆုံးမှာကြုံလာပြန်ပါတယ်စပယ်ကလက်ဝဲမဖဲရန်ပါရဲ့ရှေးဝဲပူဇာရွာလေစီမံပေးတော့တယ်နှဖျားတူတောင်းဆူယူမယ်ကဘာတီဆိုကွယ်တတ္တဘာကီပို့ဆက်လာသူဒေဝနမီယကျေလူတင်နေရှေးဦးရခင်ဝဲတိုးမြတ်တာတိုးမှဆုံးအောင်စီမံနိုင်ပေတယ်လောကဝဲပြောလာတယ်ပြောလို့မကုန်နဲ့ရွှေပြည်အေးဆရာရဲ့ရေအောင်ကလေးရွက်လာတယ်ဘယ်ကိုသွားမလဲကွယ်ခင်ရေအောင်ကလေးရွက်လာတယ်ဘယ်ကိုသွားမလဲကွယ်ခင်သရာကြည်ပြူတယ်စေရနာကကျွဲဝေဖြာလာပါတယ်အမြဝေတော့ကွယ်သရာကြည်ပြူတယ်စေရနာကကျွဲဝေဖြာလာပါတယ်အမြဝေတော့ကွယ်ဖျားကိုဖြီလို့ရဲ့ကြည်ညိုပေတယ်တော်ပါပြီခင်မိမမြတ်ခေါ်လောက်တယ်ဖျားကိုဖြီလို့ရဲ့ကြည်ညိုပေတယ်တော်ပါပြီခင်မိမမြတ်ခေါ်လောက်တယ်စဘူးလက်ရကျုံအလဲညောင်ရည်တော်ကြိမ်ဝဲခဲနဲ့မောင်တို့တွေ့တယ်ဆူလူကိုရွယ်ပျော်ပျော်ရွှင်ရွှင်သစ္စာဆင်မြတ်မယ်ပျော်ပျော်ရွှင်ရွှင်သစ္စာဆင်မြတ်မယ်ကဆုံးလာဝဲ